ခေါ်ခြင်းနာနောင်ကြီးရဲ့ကားလမ်းတစ်ဘေးမှာတင်ရှိတော်ကျူတူရဲ့ရွာလမ်းလာပါကွယ်ကျူလင်းလို့သာဆောင်မျောနေမယ်လေယာဉ်မြေစိမ့်လန်းလို့သာရှုမဆုံးစွာတွေ့မြင်နိုင်မှာသာယာလှပြီတောင်စေကြီးကိုဘုံကြည်ဝမှာချိုးတော့အပြုံးနဲ့ဖိတ်ခေါ်ခြင်းနာနောင်ကြီးရဲ့ကားလမ်းတစ်ဘေးမှာတည်ရှိတော်ကျုပ်တို့ရဲ့ရွာလမ်းလာဝါခွေချိုးလင်းလို့သာဆောင်မျောနေမယ်လေယာဉ်မြေစိမ့်လန်းလို့သာရှုမဆုံးစွာတွေ့မြင်နိုင်မှာသာယာလှပြီတောင်စေကြီးကိုဘုံကြည်ဝမှာဘုံမျောကြည်ညိုမဆုံးသည်တကုတ်ကြီးတဲ့ငိုကောင်းစေဓမ္မဝိညုဆရာတော်ဘုရားလည်းဦးခိုင်လို့သာကုသိုလ်ယူမည်အလူမင်္ဂလာပွဲများစွာတကယ်ပင်စီကားလူသာကြည်လူမဆုံးနိုင်ပါမြင်တွေ့ရလေမှာလမ်းလာခဲ့ပါစေကြီးဖို့ဘုံကြည်ပါမှာဘုရားရေဆိုအောင်ပူမီစကိုင်းတိုင်းမုံရောတော်ဝစီတနခါမြို့ခေါ်အရာတော်မြို့လေလိုက်လို့ကိုမတော်ချေရတော်ဘုရားလဲပူမယ်နေအောင်ဆုံးလိုက်ပူပြီးမယ်အသေးဘဝင်ရွှင်ပြောအညာရဲ့တလင်းကိုတွေ့မြင်မယ်နော်အညာမြေသဘာဝအလှပကြီးအပြာတွေဆောင်ဖွဲ့လို့မမီဖြူစင်ယူသားလူရဲ့ဖိတ်ခေါ်ခြင်းပါတယ်လမ်းလာခဲ့ကွယ်စေကြီးကိုဘုံကြည်ဝဝဲချိုးတော့အပြုံးနဲ့ဖိတ်ခေါ်ခြင်းနာနောင်ကြီးရဲ့ကားလမ်းတစ်ဘေးမှာတည်ရှိတော်ကျုပ်တို့ရဲ့ရွာလမ်းလာဝါခွေချိုးလင်းလို့သာဆောင်မျောနေမယ်လေယာဉ်မြေစိမ့်လန်းလို့သာရှုမဆုံးစွာတွေ့မြင်နိုင်မှာသာယာလှပြီတောင်စေကြီးကိုဘုံကြည်ဝမှာဘုံမျောကြည်ညိုမဆုံးသည်တကုတ်ကြီးတဲ့ငိုကောင်းစေဓမ္မဝိညုဆရာတော်ဘုရားလည်းဦးခိုင်လို့သာကုသိုလ်ယူမည်အလူမင်္ဂလာပွဲများစွာတကယ်ပင်စီကားလူသာကြည်လူမဆုံးနိုင်ပါမြင်တွေ့ရလေမှာလမ်းလာခဲ့ပါစေကြီးဖို့ဘုံကြည်ဝမှာဘုရားရေဆိုအောင်ပူမီစကိုင်းတိုင်းမုံရောတော်ဝစီတနခါမြို့ခေါ်အရာတော်မြို့လေလိုက်လို့ကိုမတော်ချေရတော်ဘုရားလဲပူမယ်နေအောင်ဆုံးလိုက်ပူပြီးမယ်အသေးဘဝင်ရွှင်ပြောအညာရဲ့တလင်းကိုတွေ့မြင်မယ်နော်အညာမြေသဘာဝအလှပကြီးအပြာတွေဆောင်ဖွဲ့လို့မမီဖြူစင်ယူသားလူရဲ့ဖိတ်ခေါ်ခြင်းပါတယ်လမ်းလာခဲ့ကွယ်စေကြီးဖို့ဘုံကြည်ဝဝဲ